ဟုတ်ကဲ့အခုချိန်မှာတော့ဒိုင်းလောပတ်ဆက်ခြောင်ပွဲလေးပဲဖြစ်ပါတယ်ဟိုဘက်ကတော့ဒိုင်းလောဆောက်ချောလေးဒိုင်းလောနဲ့ဒီဘက်ကတော့ခြောင်ပရိုလေးလိုပွဲဖြစ်ပါတယ်ဖြစ်စရာ brother တို့ကဒီလိုကျွန်တော်တို့ဒီတော့ class မှာဆော်ရင်းနဲ့ခြောင်ပွဲနဲ့ခြောင်ပရိုကောပြိုင်နေဖြစ်သွားတာဟုတ် Welcome to Mobile အခုချိန်မှာတော့စားရဆိုတော့ဖြစ် till the enemy reaches the battlefield. ဟုတ်ကဲ့ကျွန်တော်နောက်ပါပဲနည်းနည်းဖြစ်သွားတယ် ဟိုကတော့ဒိုင်းတော့လည်းထွက်လာပြီပြီးတော့ဟိုဘက်ကဟိုဘက်ကချောင်းကလည်းထွက်လာပြီဗျဟုတ်ကဲ့ဟိုချောင်းပွဲကကျွန်တော်ပြီးပြမှာဗျချောင်းပွဲရဲ့ remake ဘယ်လောက်ရှိတော့ပြီးဒိုင်းတော့ပွဲကတော့ဒီဘက်ကဒိုင်းတော့ကျွန်တော်ပွဲပေါင်း200နဲ့ဘယ်လောက်လဲဆိုတော့200ကျော်ပါဗျဘက်ဒိုင်းတော့ပွဲ200ကျော်တယ်ဟိုကချောင်းကတော့ပွဲကျွန်တော်တေချာမကြည့်ရသေးဘူးဗျသူကဘာပွဲဘာကြေးလဲဆိုတော့ brother ကတိတ်ခါကြီးပေါ့နော်သူဒီချောင်းတစ်ဆက်ဒိုင်းတော့မှရောတိတ်ခါကြီးဆော့သွားဖြစ်ပါတယ်ဒီချိန်မှာတော့ဒီကတော့30ကမကန်မဲ့တော့ကောက်ပြတယ်ဖြစ်ပါတယ်ချောင်းကတော့သူစနေတဲ့ဥစ္စာတော့သူဒီဘက်ကတော့ဖြစ်နေအောင်အရင်ဆုံးဆော့သွားဖြစ်ပါတယ် fine နေချင်းဒါပေါ့ဒီလောက်ဆို brother တို့မြင်ရတယ်ပါရဲ့အခုကတော့ချောင်းကတော့တွေးဆက်တဲ့ကြံတဲ့အိမ်ပြန်သွားပါလေအခုကတော့ဒိုင်းတော့အခုဖိတွေရှင်းနေပါတယ်ဝဲချိန်ကတော့ထုံးစံအတိုင်း10မိနစ်ခွဲကြော်လောက်ပါပဲဂိုးချိန်ကတော့ဒိုင်းတော့ဘက်ကတော့ဂိုးတာပါဗျဟုတ်ဒိုင်းတော့ကဂိုးတာတယ်ဒိုင်းတော့ဘက်ကဂိုးတာဖြစ်ပါဒိုင်းတော့ဘက်ကဂိုးကတော့990ရှိပြီးတော့ချောင်းကတော့829ခွဲရှိပြဟုတ်ဟိုကထုံထဲမှာတွေ့ရတဲ့အချိန်မှာချောင်းကကွန်ဒို2ဆင့်ကိုတုံးထားတယ်နောက်တစ်ဆင့်တုံးတယ်ဒိုင်းကတော့ပစ္စည်းတက်နေလို့ထားတယ်အဲတော့အဓိက fish ရှင်းပါဗျfish ဒီဘက်ဆို brother ကွန်မဇက်ဒိုင်းတော့ပွဲမှာဘလူကအားတာလဲဆိုဒီဆော့တဲ့ပရိယာပုံပိုင်းဒီပါဗျခွန်တော့ပြမှုဒီပါလေအာလီကိန်းကတော့ဒိုင်းတော့နိုင်မယ်လက်ကြီးကြိုင်တော့6နိုင်မှာပဲပြောတာဟုတ်ကဲ့ကျွန်တော်ချောင်းဝဲအများဆုံးချောင်းပွဲကျွန်တော်တော့များကြည့်ချောင်းပွဲဟုတ်ချိန်မှာတော့ကန်တယ်မပြောက်သွားတဲ့ချိန်မှာပဲတော့ဒီဘက်တော့နောက်တစ်ဆင့်3နဲ့မထီဘူးဒိုင်းတော့ဝင်တိုက်တယ်ဟုတ်တယ်ဝက်ပြသွားခဲ့ရဖြစ်ပါတယ်ဒိုင်းတော့ကတော့ဟုတ်ကဲ့ว่าဒိုင်းတော့အိမ်ပြန်သွားခဲ့ဖြစ်ပါတယ်ဒိုင်းတော့အိမ်ပြန်သွားပါပြီအဲ့တော့ပွဲချိန်ကတော့3မိနစ်ကျော်လာဖြစ်ပါတယ်3မိနစ်ကျော်လာမှာကိုကတော့ထုံးစံအတိုင်းကတော့ဒိုင်းတော့ဘက်ကတာနေပါတယ်ကိုကတော့အကုန်လုံးကတော့ဒီမခနာပဲဆက်မယ်ကတော့ဒိုင်းဘက်ကိုshare ပြနေပါတယ်ဒိုင်းဘက်ကတော့โอเคဒီဘက်တော့သုံးထားတယ်ဘက်ပြတယ်အိမ်သုံးနဲ့ပျောက်သွားခဲ့ဖြစ်ပါတယ်ဗျာအခုကတော့သူစီနဲ့ပဲဒိုင်းဘက်အရေးစားနေခဲ့ပါတယ်ချောင်းကတော့ချောင်းပရိုလေးအတိုင်းပဲရှုံးနေခဲ့ပါတယ်ဒိုင်းဟိုဘက်ကတော့ဒိုင်းတော့နည်းနည်း error ဖြစ်သွားတော့ဒီပြမသိရန်ရယ်အခုပြောရမယ်ဆိုရင်ဒီအောင်ကောင်တို့ရဲ့ပွဲကြပါဘာတော့ကတယောက်ကြတော့ညီမစာပါဗျချောင်းကညီမစာပါဒိုင်းတော့လည်းညီမစာပါဗျအရင်ကတော့ဒိုင်းတော့အင်ဒိုစာပါဆို line သိတယ်ဟိုကဒိုင်းတော့ညီမစာပါပြန်ပြောင်းထားတယ်လို့သူပြောရဗျဘာမှပွဲရပါတီးကျင်လို့ကျွန်တော်ချက်ဆက်တယ်ညီမပြောတယ်ဘာမှပွဲရပျောက်သွားခဲ့ပါတယ်ပြောသွားခဲ့ဆိုတာချောင်းပြောက်သွားချောင်းသေးသွားတယ်လို့ပြောတာဘာမှဝဲရတော့ကျွန်တော်အပတ်စဉ်စနေသုံးနေ့နေတိုင်းမှာဘာမှဝဲဆော့ပြီးပါဒါကတော့အားလဲရပေါ့ဒါကတော့ကျွန်တော်ဆော့ပြီးရပါဗျာဟုတ်ဒါကတော့သူအပျော်ကြီးလို့ပြောပြအပျော်ကြီးဆိုတော့ကျွန်တော်ခေါ်ပြီးတော့ကျွန်တော် like လွှင့်ခိုင်းတာပဲဆော့ရ
ချိန်မှာတော့ချောင်းပါဆက်တိုင်းတော့ပွဲမှာတော့ကျွန်တော်တို့ချောင်းတော့ခြုံနေတော့ပါခဲ့ပါတယ်တိုင်းတော့ခြုံနေပုံကောင်းနေပါဗျအပုံကောင်းနေခဲ့ပါဟုတ် Shut down. Wiped out. ကျွန်တော်ဆွန်းတာတော့ဒိုင်းလုံးကတော့သိပါခဲ့ပါဗျချောင်းလဲစင်းတိုင်ပွဲကြောက်ပဲသိပါခဲ့ပါအဲ့တော့ချောင်းကတော့ဖြစ်နေမစော်ဗျချောင်းကတော့အခုဒဇိန်းဆန်မလားခန်းဆန်မလားကျွန်တော်မသိသေးဘူးဗျဒိုင်းတော့ချောင်းနဲ့ပြန်ပုံနေတယ်အော်ဒီဘယ်လိုတစ်စက်တော့ဒီဘယ်စက်တော့နေသူနဲ့ဒီပြန်လုံးနေဖလက်ကလည်းနှမ်းကန်ခဲ့တယ်အဲ့မကြောက်ပါဘူးဗျဒါနဲ့မကြောက်ရင်တော့ချောင်းတဲ့အနေနဲ့ဖြစ်နိုင်ခဲ့ပါတယ် Team hero has been slain. တော့ဒီပါဖြစ်ပါလေဘာဖြစ်လဲဘယ်တိုင်းတော့အပြောင်းမအောင်တိုင်းတော့ဘူကတော့လုံးဝတရား60နဲ့60နဲ့ဘူးဆိုတာအခုကတော့ဟောတော့ဘူက3000တရားတော့ရှိပါတယ် Red team turret အို has င်ဒီယာ been ကတော့ destroyed. 30နဲ့ဒီတိုင်းပါဖြစ်ပါချောင်းကတော့ကိုယ်ပြနေခဲ့ပြီးတော့စင်တုံးနေပျောက်သွားခဲ့ Has been ဒီ slain. လူနဲ့အဲဒီထဲမှာပဲချောင်းကပျောက်သွားတယ်ချောင်းဘာမှလုံးပိုင်ဝမ်းနဲ့ပဲရှုံးပြီးသွားမလားဆိုတော့ရှုံးပြီးပြီပဲချောင်းကတော့ရှုံး Red team turret has been destroyed. ကျွန်တော်စပ်ပြောတော့5 win 5 game win ဆိုတော့အော်ရှုံးပြီးသွားခဲ့ပါဆိုတော့ဟိုကနိုင်သွားခဲ့ပြီဆိုတော့အဲ့လိုပဲကြည့်စီပဲဗျာဘိုင်ဘိုင်